ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာယုံကြည်မှုကိုကျွန်တော်တို့ရဲ့အသားပေးပြီးတော့ပေါ့နော်ကျွန်တော်တို့ပတ်စံဘယ်အချိန်ထုတ်ပေါ့နော်ကျွန်တော်တို့100ရာခိုင်နှုန်းပတ်စံရမယ် grow your forex ပေါ့နော်ကျွန်တော်တို့ပတ်စံထုတ်ဖို့အတွက်ကျွန်တော်တို့ရဲ့လက်ထဲမှာပေါ့နော် KB WB အကောင့်ရှိရုံနဲ့ကျွန်တော်စီမှာပတ်စံလာထုတ်လို့ရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ရဲ့ဒီ SPD channel တွေကိုလည်း subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ grow your forex ထဲကနေပြီးတော့ပေါ့နော်ကျွန်တော်နဲ့အတူပေါ့နော်ဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့ပေါ့နော်ကျွန်တော်တို့တွေစတင်ပြီးတော့ပေါ့နော်ကျွန်တော်တို့ငွေရှာလိုက်ရအောင်ပေါ့နော်ပထမဦးဆုံးကျွန်တော်တို့ပတ်စံရှာဖို့အတွက်ပထမဦးဆုံးပြုလုပ်ပေးရမယ့်ຢာတော့ပေါ့နော်ကျွန်တော်တို့ grow your forex လေးကိုကျွန်တော်တို့ Play Store မှာ download ဆွဲပေးရမယ်ပေါ့နော်ကျွန်တော်ဖုန်းထဲမှာရှိတဲ့ Play Store software လေးတွေကိုတစ်ချက်ဝင်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ search bar မှာဒီလိုမျိုးလေးရိုက်ရှာလိုက်မယ်ပေါ့နော်ဒီမျိုးလေးရိုက်ရှာလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြာလာပြီပေါ့နော်သူကတန်းကနေကြာလာပြီပေါ့နော်ဒီမဲ့သစ်ပင်ပုံတန်လေးနဲ့အကောင်လေးပေါ့နော်ပြီးရင်ဒီကောင်လေးကိုကျွန်တော်တို့ရေ install လုပ်ပေးလိုက်မယ်ပေါ့နော် download ဆွဲပေးလိုက်မယ်ပေါ့နော်โอเคကျွန်တော်တို့ဒီ grow your forex ကလေးကိုကျွန်တော်တို့ Play Store ကနေ download ဆွဲပြီးတော့ကျွန်တော်တို့ဖုန်းထဲကိုရောက်လာပြီဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့ဒီကောင်လေးကိုတစ်ချက်ဝင်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ဝင်လိုက်ပြီဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့ဒီနားလေးမှာခဏစောင့်ပေးရမယ်ပေါ့နော်โอเคကျွန်တော်တို့တွေဒီလိုမျိုးလေးကြာလာပြီဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ Google account တစ်ခုနဲ့ကျွန်တော်တို့ရေရှိတ်ပေးရမှာဖြစ်တယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီဘေးနားလေးကအဝါရောင်လေး sign up with Google ကိုနှိပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ပေါ့နော်ကျွန်တော်တို့တွေ okay ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့Google account တွေကြာလာမယ်ပေါ့နော်ဒီထက်ကနေပြီးတော့ကျွန်တော်တို့ကြိုက်တဲ့ Google account နဲ့ကျွန်တော်တို့ရှိတ်ပေးလိုက်မယ်ပေါ့နော်โอเคကျွန်တော်တို့တွေဖုန်းထဲမှာရှိတဲ့ Google account နဲ့ရှိတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးလေးကြာလာပြီပေါ့နော်ဒီနေ့ကျွန်တော်တို့ပထမအဆုံးဖြည့်ရမှာတော့ပေါ့နော်ကျွန်တော်တို့ရဲ့နာမည်ပေါ့နော်ကျွန်တော်တို့ရဲ့နာမည်ဟောပေါ့ကျွန်တော်တို့တွေကြိုက်တယ်လို့ဖြည့်လို့ရတယ်ပြီးရင်ကျွန်တော်တို့ country ဆိုတဲ့နေရာမှာကျွန်တော်ကတော့ထိုင်းနိုင်ငံမှာရောက်ရှိနေတာဖြစ်တဲ့ကြောင့်မလို့ထိုင်းလန်လို့ပေါ်နေတယ်ပေါ့နော်လူကြီးမင်းတို့အနေနဲ့ကတော့ကျွန်တော်တို့တွေ USA နိုင်ငံကိုထားတာပိုကောင်းတယ်ပေါ့နော်ကျွန်တော်လည်းပြောင်းလိုက်မယ်ပေါ့နော်ဒီဆက်ဘားလေးမှာကျွန်တော်တို့တွေ U လို့ပဲရိုက်ရှာလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူပေါ်လာတယ်ပေါ့နော် United States ဒီကောင်လေးဖြစ်တယ်ပေါ့နော်အကောင်လေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ပြောโอเคကျွန်တော်တို့တွေ language ကတော့ကျွန်တော်တို့တွေအင်္ဂလိပ်လိုပဲထားလိုက်မယ်ပေါ့နော်โอเคကျွန်တော်တို့ပြီးသွားပြီဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့ဒီအောက်ကအဝိုင်းအောင်စာကြောင်းလေး continue ဆိုတာကိုနှိပ်လိုက်မယ်ပေါ့နော်โอเคကျွန်တော်တို့ဒီလိုမျိုးလေးကြာလာပြီပေါ့နော်ဒီလိုနေရာလေးကြာလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာမှလုပ်စရာမလိုဘူးသူပြထားတဲ့နေရာလေးပဲလိုက်နှိပ်ပေးရမှာဖြစ်တယ်ပေါ့နော်โอเคကျွန်တော်တို့ဒီလိုမျိုးလေးကြာလာပြီဆိုလို့ရှိရင်တော့ဒီအဝိုင်းအောင်စာကြောင်းလေး gas ဆိုတာကိုတစ်ချက်နှိပ်ပေးလိုက်မယ်ပေါ့နော်โอเคပြီးရင်ကျွန်တော်သူပြထားတဲ့နေရာလေးပဲလိုက်နှိပ်ပေးရမှာဖြစ်တယ်ပေါ့နော်ဒီအပင်ပုံစံလေးကိုတစ်ချက်နှိပ်လိုက်မယ်โอเคကျွန်တော်တို့ဖုန်းထဲမှာဒီလိုမျိုးလေးကြာလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ alarm ကိုတစ်ချက်နှိပ်ပေးလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့တွေ okay ဆိုတော့တစ်ချက်နှိပ်ပေးလိုက်မယ်okay ဒါဆိုလို့ရှိရင်ကျွန်တော်ဖုန်းထဲက setting ထဲကိုကျွန်တော်တို့ရောက်သွားမယ်ပေါ့နော် setting ထဲကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမဲ့ဘေးနားလေးကနေပြီးတော့ဒီအဝိုင်းပုံစံလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့တွေ download ဆွဲထားတဲ့ကျွန်တော်တို့ရဲ့ software တွေနာမည်လေးကိုရိုက်ရှာပေးရမယ်ဖြစ်တယ်ပေါ့နော်โอเคကျွန်တော်ရိုက်ရှာလိုက်တာဒီလိုမျိုးလေးကြာလာပြီဒီ software လေးဖြစ်တယ်ပေါ့နော်ကျွန်တော် download ဆွဲထားတာပြီးရင်အကောင့်လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့တွေဒီဘေးနားလေးကခလုတ်ကလေးကိုဖွင့်ပေးရမှာဖြစ်တယ်ပေါ့နော်โอเคပြီးရင်ကျွန်တော်တို့တွေဘတ်နဲ့တစ်ချက်ပြန်ထွက်လိုက်မယ်โอเคပြီးရင်တော့ပေါ့နော်ကျွန်တော်တို့တွေဒီအပင်နားလေးကဒီကောင်ဒီအဝိုင်းလေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်ပေါ့နော်โอเคအဲ့လိုမျိုးလေးနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့တွေဘာမှလုပ်စရာမလိုတော့ဘူးဖုန်းလေးကိုဒီတိုင်းလေးဖွင့်ထားရုံနဲ့ကျွန်တော်တို့ကိုသူက auto ပတ်စံလေးပေးနေမှာဖြစ်တယ်ပေါ့နော်
သူကကျွန်တော်တို့ကိုတစ်ခါပတ်စံပေးဖို့အတွက်ကျွန်တော်တို့ဖုန်းထဲမှာသူက9မိနစ်အချိန်ပေးတယ်ပေါ့နော်โอเคသူကကျွန်တော်တို့ကို coin လေးတွေပေးတယ်အဲ့ဒီ coin လေးတွေကကျွန်တော်တို့ဟိုပေါ့နော်ကျွန်တော်တို့တွေဒေါ်လာလေးတွေဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ကိုသူက coin 1000ကို 0.01 ပေါ့နော်ဒေါ်လာနဲ့ကျွန်တော်တို့ကိုသူကတွက်ချက်ပေးနေတာဖြစ်တယ်ပေါ့နော်ဒီကောင်လေးရဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းနဲ့ဘယ်ဖုန်းမျိုးစားမဆိုပေါ့နော်ကျွန်တော်တို့ရေဒေါင်းလို့ဆွဲပြီးတော့ဒီကောင်လေးကိုဖွင့်ထားရုံနဲ့ကျွန်တော်တို့တွေအပေါ်ဝင်ငွေလေးကိုရရှိနေမှာဖြစ်တယ်ပေါ့နော်အပေါ်ဝင်ငွေလေးရရှိနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြန်လဲမျှဝေပေးနေတာဖြစ်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တခုပြောချင်တာပေါ့နော်ကျွန်တော်တို့တွေဒီကောင်လေးကိုဇီ software လေးတွေကိုတစ်ချက်ဝင်လိုက်လို့မှကျွန်တော်တို့တွေဘယ်လိုမှပတ်စံရှာလို့မရဘူးဆိုလို့ရှိရင်ဒီနေရာလေးမှာပေါ့နော်ကျွန်တော်တို့တွေ US VPN တခုရှိတ်ပေးရမယ်ပေါ့နော် VPN နဲ့မှာကျွန်တော်တို့ရေ VPN ပေါ့နော် line ကောင်းတဲ့ VPN တခုလေးတွေကိုဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်တို့အထက်ကနေပြီးတော့ပေါ့နော် USA server ပါတယ်ပေါ့နော် location ကိုရွေးပြီးတော့ကျွန်တော်တို့ရှိတ်ပေးလိုက်ရုံနဲ့ရှိတ်ပေးလိုက်ရုံပဲပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရေပတ်စံပေါ့နော်ကျွန်တော်တို့ရေရရှိနေမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့တွေ9မိနစ်ပြည့်သွားပြီဆိုလို့ရှိရင်တော့ပေါ့နော်သူကျွန်တော်တို့ကိုဒီမဲ့အပေါ်မှာ coin လေးတွေတိုးပေးနေတာဖြစ်တယ်ပေါ့နော်ဒီကောင်လေးရဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့ဘာမှလုပ်နေစရာမလိုဘူးဒီကောင်လေးကို auto လေးဖွင့်ထားပြီးတော့ brand နေုံနဲ့ပေါ့နော်ကျွန်တော်တို့တွေ auto ပေါ့နော်ကျွန်တော်တို့တွေ okay ပတ်စံရရှိနေမှာဖြစ်တယ်ပေါ့နော်ဒီကောင်လေးရဆိုလို့ရှိရင်ဒီပတ်စံပေါ့နော်ထုတ်ဖို့ရကျွန်တော်တို့အခက်အခဲဖြစ်နေရဆိုလို့ရှိရင်ကျွန်တော်สิทธิพิเศษลูกค้าใหม่ช็อปครั้งแรกที่ Shopee รับฟรีโค้ดส่วนลดพิเศษมากมายโหลดแอปแล้วช็อปเลยအဲ့ဒီကနေကျွန်တော်ကိုဆက်သွယ်ပြီးสิทธิพิเศษလို့ကျွန်တော်လူချင်းမင်းတို့ကိုစားပေးယူပြီးတော့ကျွန်တော်ထုတ်ပေးရပေါ့နော်โอเคသူကျွန်တော်တို့ကိုဒီမဲ့ coin လေးတွေတိုးပေးလာတာတဖြည်းဖြည်းနဲ့များလာပြီပေါ့နော်โอเคဒီကောင်လေးရဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့တွေပတ်စံကိုတော်တော်လေးကိုအပေးချင်တဲ့ software လေးထဲမှာတော်တော်ပါဝင်ဒီကောင်လေးလည်းတစ်ခုအပါဝင်ဖြစ်တယ်ပေါ့နော်โอเคကျွန်တော်တို့တွေပေါ့နော်သူပေးထားတဲ့အချိန်လေးပြည့်သွားပြီဆိုလို့ရှိရင်တော့ပေါ့ကျွန်တော်တို့ level 2ရောက်သွားပြီ level 2ရောက်သွားပြီဆိုလို့ရှိရင်တော့ပေါ့ကျွန်တော်တို့ရေဒီမဲ့တစ်ချက်ကြည့်လိုက်ပေါ့နော်ကျွန်တော်မိတ်ဆွေများတစ်ချက်ကြည့်လိုက်အပင်လေးကတဖြည်းဖြည်းနဲ့ကြီးလာတယ်အပင်ကြီးရင်ကြီးတယ်လို့ကျွန်တော်တို့တွေဖွင့်ထားတယ်လို့အချိန်ကြာရင်ကြာတယ်လို့ကျွန်တော်တို့ရေဒေါ်လာလေးတွေများများဆဆရရှိနေမယ်အပင်လေးကပေးတယ်ကျွန်တော်တို့ရေ coin လေးတွေကတဖြည်းဖြည်းနဲ့များများဆဆရရှိနေမှာဖြစ်တယ်ပေါ့နော်โอเคကျွန်တော်တို့ရေ software လေးတွေကနေပြီးတော့ပတ်စံထုတ်ဖို့အတွက်ဆိုလို့ရှိရင်တော့ဗောနော်ဒီဘေးနားလေးကစာအိတ်ပုံစံလေးကိုတစ်ချက်နှိပ်လိုက်မယ်ဗောနော်โอเคကျွန်တော်တို့ရေအကောင့်လေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီလိုစာမျက်နှာလေးကြာလာပြီဗောနော်သူကကျွန်တော်တို့တွေ Binance PayPal True Money နဲ့ထုတ်လို့ရရှိမယ်ဖြစ်တယ်ဗောနော်ဒီကောင်လေးရဆိုလို့ရှိရင်ငွေထုတ်တဲ့အချိန်မှာကျွန်တော်တို့ပေးရနဲ့လည်းထုတ်လို့ရတယ်ငွေထုတ်တဲ့ software တွေကလည်းတော်တော်များများကိုသူကထုတ်ခွင့်ပေးထားတာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့တွေ Binance နဲ့ PayPal နဲ့နှစ်ခုတည်းကတစ်ခုခုနဲ့ထုတ်မယ်ဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့ 0.35 ဒေါ်လာပြည့်မှာကျွန်တော်တို့ထုတ်လို့ရမှာဖြစ်တယ်ပေါ့နော်โอเคကျွန်တော်တို့ရေဒီ software လေးတွေကနေငွေထုတ်တဲ့အချိန်ကြာလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့ရေ Binance မရှိဘူး Binance account မရှိဘူးPayPal account မရှိဘူးဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော် video ရဲ့အောက်မှာပေါ့နော်ကျွန်တော် Telegram ရဲ့ account ကိုကျွန်တော်ချပေးထားတယ်အဲ့ဒီကနေတစ်စင်းကျွန်တော်ကိုလာဆက်သွယ်ပေးကျွန်တော်စားပြီးယူပြီးတော့ပေါ့နော်ကျွန်တော်ပြန်ထုတ်ပေးတယ်ပေါ့နော်โอเคကျွန်တော်တို့ဒီ software လေးရဆိုလို့ရှိရင်တော့ပေါ့နော် coin 1000ကို 0.01 ဒေါ်လာပေးနေတာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့လေဘာမှမလုပ်ပဲဖုန်းလေးဖွင့်ထားရုံနဲ့အေးဆေးနေရုံနဲ့ကျွန်တော်တို့ဒေါ်လာလေးတွေအိမ်မှာထိုင်စုနေရုံပဲဖြစ်တယ်ပေါ့နော်โอเคကျွန်တော်တို့ဒီကောင်လေးထဲမှာဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့ဒီနေ့ဆိုလို့ရှိရင်တော့ပေါ့နော်ငွေထုတ်တဲ့သူငွေပတ်စံထုတ်ပေးနေတာပေါ့နော်သူတို့တွေအမောက်စုစုပေါင်း1442ဒေါ်လာကိုသူတို့တွေထုတ်ပေးခဲ့ပြီးဖြစ်တယ်ပြီးရင်ကျွန်တော်တို့ဒီနေ့မှာပတ်စံထုတ်တဲ့သူဆိုလို့ရှိရင်1450နဲ့မှ9ရောက်တော့ရှိတယ်ပြီးရင်ကျွန်တော်တို့သူတို့တွေစုစုပေါင်းပတ်စံထုတ်ပေးခဲ့တာဆိုလို့ရှိရင်တော့ပေါ့နော်ဒီ software လေးတွေကနေကျွန်တော်တို့ပတ်စံထုတ်ပေးခဲ့တာဆိုလို့ရှိရင်ဒေါ်လာ2တန်းကျော်တော့ဖြစ်နေပြီပေါ့နော်ဒီကောင်လေးရဆိုလို့ရှိရင်ကျွန်တော်တို့အချိန်မရွေးနေရာမရွေးဖုန်းအနေအမြင့်ပေါ်လဲကျွန်တော်တို့
မရွေးတဲ့ပတ်စံရှာလို့ရတဲ့ software လေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြန်လည်မျှဝေပေးခြင်းလူကြီးမင်းတို့ကိုပတ်စံရစေခြင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြန်လည်မျှဝေပေးခြင်းဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲကျွန်တော်အဆုံးသတ်လိုက်မယ်နောက်ဗီဒီယိုတွေမှာလည်းကျွန်တော် online မိုရှာနေဗီဒီယိုလေးကိုပြန်လည်တင်ဆက်ပေးအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် YouTube channel လေးကို subscribe လေးမလုပ်ခဲ့ရသေးဘူးဆိုလို့ရှိရင် subscribe လေးလုပ်ခဲ့ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ခင်ဗျာ